နေတော့ကျွန်တော်မြန်မာမြင်းစီကတင်ပေးတာမြန်မာတမုံရမယ်ဆိုရင်ညခေါ်တာဒီကတော့မြင်းစီခိုင်းရတယ်လို့စီရောလေခြေလမ်းနေတယ်လက်ချောက်ကပြင်းနေတဲ့ပြင်းနေတော့မြန်မယ်ဟာမြန်ပေးရသေးတယ် MYANMER ရေကောင်းများရဲ့မိတ်မွစကားရမစင်သိတာဘူကောင်ဖက်ကသွေးဒီရစေရှောင်းမပေးဘူး hey ရေကောင်းတော့ထွန်းလို့ဘူးပဲစာကီတွေစာကီမှာ hey ရေကောင်းဆိုတော့မြမလေးဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုထိုးတဲ့ပြလို့ MYANMER မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့စူးစမ်း MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကမ္ဘာကလေးစားဖို့